Shun's lunchbox. ဒီတစ်ခေါက်တော့ဟင်းချက်ပြင်းတဲ့မေမေတွေအတွက်ပေါ့နော်ဒီလမ်းကောင်းလေးပေါ့နော်ဒါကပစုံတန်ပူရာကိုသူ ready made လုပ်ပြီးသားပေါ့နော်ကြော်လာရုံပဲ frozen ပေါ့နော်ဒါအားမြန်နေနောက်ဆိုရင်ဒီသမင်းကြအောင်ပြင်ဖို့အတွက်အချိန်ကနာရီဝက်လောက်ပဲလိုမယ်ပေါ့နော်အရင်ဆုံးရေခဲတက်တာတွေကထုတ်ပြီးတော့ဒီဟာပစုံတန်ပူရာ3ချောင်းကြော်လိုက်မယ်ပေါ့နော်သူကအရေးကြီးတာကြတော့လေစီမီးပြင်းနဲ့ကြော်လို့မရဘူးပေါ့နော်နေတော်လေးနဲ့ကြော်မှာဘာလို့ဆိုအပြင်ဘက်ကမုံကျွတ်တရားကျွတ်သွားပြီးအထဲထဲကပစုံတိမကြက်မှာဆိုလို့ပေါ့နော်အဲ့တစ်ချက်တော့သတိထားရမယ်ပြီးတော့သူကြိုက်တဲ့ပန်းပွင့်ကြော်ပေါ့နော်အရွယ်တစ်ခွက်ထပ်ပြီးတော့ကြော်ပေးလိုက်ပါမယ်ဒါဆိုရင်တော့အလွယ်ကူမြန်ဆန်တဲ့သမင်းကြိုင်လေးရပြီပေါ့နော်အခုကစားထည့်ရပါပြီးတော့ခရူးစီလေးနည်းနည်းထည့်ပြီးရေလေးနည်းနည်းထည့်ပြီးတော့5မိနစ်လောက်အုပ်ထားလိုက်တယ်ဆိုရင်စက်ပြီပေါ့နော်ကဲမနက်စာသမင်းကြိုင်ပြင်ရမှာပြင်းတဲ့မမေတွေလွယ်ကူမြန်ဆန်တဲ့သမင်းကြိုင်နေတယ်ဟိုကတော့စော့ဘူးလေးပေါ့နော်ရပါပြီဒါတော့သမင်းကြိုင်ဒီနေ့မုံလေးရတော့အသီးမပါဘူးပေါ့နော်